Bikini channel ပြန်လဲကြည့်ယူပါတယ်အခုပြောမယ်ဗမီလေးကတော့အတွင်းများလုံးနဲ့ဝဝကလေးထောင်ထောင်မှာထောင်လေးကတော့နေတိုင်းသူ့ရဲ့ကြာဆိုင်နဲ့ပဲလောက်ဆောင်နေခဲ့ပါတယ်သူကသူ့ရဲ့မမနဲ့သူ့ရဲ့ဖေဖေနဲ့တော့ရမှနေပါတယ်သူကရောက်တဲ့အချိန်မှာအဲ့ရဘောရောက်သွားပြီမဲ့အိတ်မပြောခဲ့ပါဘူးမနေ့ဖြဲအဝါရောက်အညီလေးဝတ်ချင်တယ်အနည်းရောက်ကလေးပဲနားရက်သွားပြီလေဆိုတဲ့အတွေ့အကြုံများပြီးအိတ်မပြောခဲ့ပါဘူးဒီလိုနဲ့ကြားလာတော့ကြောက်လာပြီးသူ့မမရှိကိုပြေးခဲ့ပါတယ်ထုံရဲ့မမေကသူ့ကိုဖတ်ထားပြီးအပါတဲ့ဘန်ကင်းကြီးတဲ့ကပရင်နာလေးတွေကိုမှုရတယ်လို့မြင်အောင်ပြီးအိတ်ဖို့ချက်ပြပါတယ်ထုံရဲ့ဖေဖေကထုံကိုပွေထားပြီးတော့ကန်းချီရတဲ့ပူလေးတွေကိုခစားနေရတယ်လို့မြင်အောင်ပြီးအိတ်ဖို့ချက်ပြပါတယ်ထုံလည်းသူ့အရာရှိကိုပြန်တော့ပြီးဒီကမ်းမချူရှလီရှာရတယ်လို့သူရင်းနဲ့အိပ်ပြောတော့ပါတယ်ဒီလိုနဲ့နောက်နေ့မနက်မိုးလင်းတဲ့အခါသူ့ရဲ့အရာဖေးမှာဝါရောက်အင်းကြီးလေးနဲ့အနီးရောက်ကလေးကိုတွေ့ရလို့တိုက်ကိုပြောနေခဲ့ပါတယ်ငယ်ချင်းတို့လည်းအိမ်မပြောတဲ့အခါမှာဘလို့ကြောက်ရည်ကိုတွေးနေလဲပြီးတော့အစားဆောက်ကြည့်ပြရတဲ့ကျေးဇူးတင်ပါတယ်ရှင်